တချို့ရလေသူတို့မြို့သူပါမြို့မှာနေလိုက်တာနဲ့မြို့သူပါမြို့သားပါပေါ့အဲ့တော့တခုခုနေချိုးပြောချင်တဲ့အခါကျလို့ချင်းချောတို့အညာသူတွေကအညာသားတွေကဆိုပြီးတော့အဲ့လိုမျိုးเนาะရှေ့ကနေတက်ပြီးတော့ပလိန်းတာဒါပေမဲ့အညာသူလို့ပြောခံရတာတော့ဂုဏ်ယူပါတယ်ဘာလို့ဆိုတော့ချောတို့အညာမှာကအလောက်ကရင်ခွင်လန်းနေမပေါ်များဘူးတက်လန်းနေအများကြီးမရှိဘူးဆိုရင်မဲ့ချောတို့အညာမှာထမင်းငတ်နေတဲ့သူမှမရှိတာအနည်းဆုံးတော့တို့အညာဆင်းရဲတယ်ဆိုတာအနည်းဆုံးတော့ပေ40 60အိမ်ဝင်းတော့ပိုင်ဆိုင်ကြတယ်မြို့ကလူတွေဆင်းရဲတယ်ဆိုတာလမ်းဘေးမှာအဖီဆွဲနေရတာအဲ့တော့လမ်းဘေးမှာအဖီဆွဲနေတဲ့မြင်ကွင်းကိုမြင်ချင်းတို့အညာမှာလာကြည့်လို့မရအောင်မရှိဘူးမြို့မှာပဲရှိတာဒါနှိမ်ချိုးပြီးပြောတာမဟုတ်ဘူးနော်သူများကိုယ်နှိမ်နေလို့ဒါရှင်ပြတာမြို့မှာဆိုတာအလောက်ကင်ခွင်လန်းတွေပေါ်များတယ်တက်လန်းတွေရှိတာဆိုရင်ပဲအဲ့လိုမျိုးကွာခြားချက်တွေရှိတယ်နော်ချောတို့အညာသူဆိုပြီးတော့မှအရန်နှိမ်ကြတာချောတို့အညာသူတွေမှာဒီပတ်စံတရွက်ရဖို့နေဘူးဆက်ခါမှာတနေ့ကုန်မျက်နှာအမဲခံကြောပူခံပြီးတော့အလုတ်နှံပူကချွေချင်းမကြအောင်အလုတ်ပြီးမှဒီပတ်စံတရွက်ရလာတော့မှန်ချင်မှန်လိမ့်မယ်ဒါပေမဲ့ရိုးသားရှာစားတာဒီလိုမျိုးပတ်စံအရွက်ပေါင်းများစွာရဖို့ရအတွက်ကိုတထေးကြိုက်လို့ဝစ်စားပြီးတော့မှဟိုတယ်ခန်းထဲမှာ2 နာရီ 3 နာရီလောက်ခန္ဓာကိုပေးလိုက်တာနဲ့ပတ်စံအရွက်များစွာထက်ကြလာတဲ့အလုံးနဲ့အသက်မွေးကျွမ်းချောင်းပြုတဲ့သူတွေတော့ချောတို့တော့မှလာမရှာနဲ့မရှိဘူးเนาะအဲ့တော့မြို့သူမြို့သားဆိုပြီးတော့ဒါတိုက်ခိုက်ခိုင်းနေရမဟုတ်ဘူးเนาะဒါပေမဲ့နှိမ်ချိုးပြီးပြောလို့ပြောတာလဲထဲမှာခမောက်ဆင်းပြီးတော့ထထုံခွက်အင်ကြီးခမောက်ဆောင်းပြီးတော့ထထုံခွက်အင်ကြီးဝစ်ပြီးတော့မှလဲထဲဆင်းနေတဲ့ကောင်ကိုစောက်တော့သားဆိုရင်နှိမ်နေတဲ့ကောင်တွေကိုသွားကြည့်လိုက်ပေ40 60အခန်းတောင်မပိုင်လို့မို့အိမ်ငါးကလာမှန်ပေးနိုင်ဖို့မြို့မှာအသက်ထွက်မတက် YPSC ပြီးတော့ယုံနေရတဲ့ကောင်တွေကြီးပဲအဲ့တော့စိတ်ဓာတ်မကောင်းတဲ့သူကောင်းတဲ့သူဆိုတော့မြို့မှာပဲဖြစ်တောမှာပဲရှိတယ်ဒါပေမဲ့အလုတ်လုံနေတဲ့လူတိုင်းကတော့သူများလုံနေတဲ့အလုတ်ကိုတေးသေးလေးပဲဖြစ်ကြီးပဲဖြစ်ဘာလို့လဲဆိုတော့သူတို့ကတန်ဖိုးထားပေးတယ်မပလိန်ဘူးဘာလို့ဆိုတော့သူတို့အလုတ်ရဲ့တန်ဖိုးကိုသိတယ်တေးသေးလေးပဲဖြစ်ကြီးပဲဖြစ်စူးစမ်းနေတဲ့သူတိုင်းအလုတ်လုံနေတဲ့သူတိုင်းကိုသူတို့ကအလုတ်ရဲ့တန်ဖိုးကိုသိတာဖြစ်တဲ့သူတို့ကိုယ်တိုင်အလုတ်လုံနေတာဖြစ်တဲ့အတွက်တန်ဖိုးထားပေးတယ်အေးဘာဆောက်လို့မှမလုပ်တဲ့လူတွေကတော့အလုတ်ရဲ့တန်ဖိုးကိုမသိဘူးမလို့ပတ်စံများများမြင်ရတဲ့အခါဘလို့အခြေအနေမှဘလို့ပတ်စံကင်ရမယ်ဆိုတော့သတ်မှတ်ချက်တွေထားပေးတယ်နောက်တစ်ခုပြောချင်တာကလေ6 လကန်လောက်ဝစ်ပြီးတော့တစ်မျိုးလုံးပတ်နိုင်တာကိုခုံယူပြီးတော့အညာသူတွေကဘာမှမဝစ်မစားထားလို့ရှိရင်အညာသမားတွေကစင်းရဲသမားတွေကဘလို့ညာလို့ဆိုပြီးတော့အော်ရန်အမြင်နဲ့ဆုံးဖြတ်ကြတယ်ပေါ့နော်ချောတို့အညာမှာတော့ရွှေလုတ်တယ်ဆိုရင်အစ်စ်ပဲလုတ်တယ်ဒါပေမဲ့အမြဲတမ်းလည်းဝစ်နေဖို့မဟုတ်ဘူးချောတို့အညာလူတွေရဲ့အတွေ့အရွှေလုတ်တယ်ဆိုလို့ရှိရင်ဒါနောင်လာအတွက်နောက်ရေးအတွက်စုဆောင်းတာဆိုပြီးတော့အဲ့ဒီရွှေကိုလုတ်သမျှရွှေကိုတက်တာထဲမှာထည့်သိမ်းထားတာအလှပန်းပြပြီးဝစ်ဖို့မဟုတ်အေး6 လကန်လောက်ကိုဗန်းပြဝစ်ပြီးတော့ရွှေချောင်းငွေချောင်းပတ်စံရှိချောင်းတွေပြောနေတဲ့သူတွေနဲ့တော့နည်းနည်းတော့ကွာခြားတယ်နော်